Okay ဒီ PES ပေါ့နော် PES 2019ဒီ game hand နဲ့ဆော်တဲ့ဟာလေးကိုတစ်ချက်ပြပေးတော့မှဖြစ်တာပေါ့နော်ဒီကတော့ကိုဖုန်းနေနဲ့ဆိုလို့ရှိရင်လည်း Snapdragon နဲ့ဆို 8Gen1 လောက်ပေါ့နော် 8Gen1 8Gen1 Plus HN2 အားနေစပြီးအထက်ကိုရှိဖို့လိုမယ်အဲ့တဲ့နေတဲ့ high ဆိုလို့ရှိရင်တော့ resolution short ကြီးမှနေ graphic short ကြီးမှနေဆော်မယ်ဆိုလို့ရှိရင်တော့30နဲ့30 frame per second လောက်တော့ရမယ်ပေါ့နော်ဟို SoC ကောင်းနေဆိုလို့ရှိရင်တော့ဒီ60 frame per second ထိကိုတော့ဆော်လို့ရမယ်ပေါ့နော်ဟုတ်ပထမဆုံးဒီ game ကို download ဆက်ဖို့အတွက်ဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ browser တစ်ခုကနေပြီးတော့နေဒီ string read ပေါ့နော် STEM string IP string read ဆိုတဲ့ဟာနဲ့ Google မှာရိုက်ရှာလိုက်အဲ့ထဲကိုဝင်လိုက်ပေါ့နော်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ pro evolution source ဆိုမှနေရှာလိုက်ပေါ့နော်ကျွန်တော်ကတော့အတူကောက်ပဲ pro ပဲရိုက်လိုက်တယ်အဲ့တော့ PS 2019ဒီမှာရှိရဲအဲ့ဟာလေးကိုဝင်လိုက်ပေါ့နော်ဝင်ပြီးသွားရဆိုလို့ရှိရင်ကျွန်တော်ကတော့အများဆုံးဖြစ်တော့ဒီ business 8ဟာပေါ့နော် 8ဟာအဲ့ဟာကနေထောင်းလို့ဆွဲရတော့ပိုများတယ်ဒီကနေဆွဲရတော့ကျွန်တော်တော်တော်ပိုအဆင်ပြေတာပေါ့နော်တချို့ဆိုလို့ရှိရင်လည်းဒီ go file တို့ဘာလို့ကနေထောင်းလို့ဆွဲရင်လည်းရတယ်သူကတော့ storage space အနေနဲ့ဆိုလို့ရှိရင်တော့ 30GB ပေါ့နော် available space game size အနေနဲ့ဆိုတော့28ပေါ့နော် file download storage space available လို့မယ်ပေါ့နော် game size က 28GB ပေါ့နော်ဟုတ်ဒီထဲကိုတစ်ချက်ဝင်ပြပေးမယ်ပေါ့နော်ဒီမှာဆို 28GB 28GB ထောင်းရတယ်ကျွန်တော်ဒီကနေဘာလို့ down လဲဆိုတော့ဒီကောင်ကျတော့ဘာဖြစ်ပြီးသွားလဲဆိုလို့ရှိရင်သူက installation တစ်ခါလေးလုပ်ပြီးသားပေါ့နော်အဲ့တော့ EHG ကိုပဲ .EHG ကိုပဲတစ်ခါလေးတန်းဖွင့်ပြီးမှနေဆော့လို့ရတယ်ပေါ့နော်တချို့ site တွေကျတော့ဒီ installation မတင်ထားဘဲနဲ့ပြန်ပြီး installation တင်ရတာရှိရပေါ့နော်အဲ့ဟာတော့ကတော့ကျွန်တော်လှုပ်ရှုပ်လို့ကျွန်တော်တော့ဒီကနေပြီးတစ်ခါလေး installation တင်ပြီးသားဟာကိုပဲ download ဆွဲရပေါ့နော်အဲ့တော့ download ဆွဲပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့game hack ပေါ့နော် game hack လည်း download ဆွဲမယ် game hack download ဆွဲဖို့ဆိုလို့ရှိရင်လည်းပုံမှန်အတိုင်းပဲ game hack ပေါ့နော် game hack ကိုပုံဟန်လို့တော့ရိုက်ပြီးမရှာနဲ့ပေါ့နော် game hack လို့ပဲရိုက်ရှာပုံဟန်ဆိုလို့ရှိရင်တော့ game hack ကကြာလာမှာမဟုတ်ဘူးပေါ့နော်အမှဆိုလို့ရှိရင်ကျွန်တော်ဒီ Android download ဆိုတာကို download ဆွဲလိုက်ပေါ့နော် okay download ဆွဲပြီး install တင်ပြီးတော့ဆို game hack ရလာမယ် game hack ထဲကိုဝင်မယ်ပေါ့နော်okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီ game နေတစ်ခါတည်းမိတာဖြစ်နေရမို့လို့ဒီမှာသူ့ဟာနဲ့တူတော့ပြနေရပါတော့โอเคကိုကဒီဝင်လိုက်ပြီးကိုရဲ့ Gmail account တွေပါတောင်းနေဆိုလို့ရှိရင် account တွေပါဝင်ပြီးတော့ပြီဆိုလို့ရှိရင် game စတွင်းမယ်ဆိုလို့ရှိရင်ဒီလိုမပေါ်သေးခင်မှာ game စတွင်းမယ်ဆိုလို့ရှိရင်တော့ဒီအောက်ဘက်ကိုတွားလိုက်ပေါ့နော်ဒီကောင်ရဲ့အပေါ်အောက်ဘက်မှာအဲ့မှာဒီ import ဆိုတာလေးပါတယ်ဗျာဒီ import ပေါ့နော် import ဆိုတာလေးပါတယ်အဲ့ကောင်လေးနဲ့ descend ဒီ local game ပေါ့နော် local game ကျွန်တော်ကတော့ဒီ PC ဆိုတဲ့ folder ထဲမှာဒီ game တွေကိုထည့်ထားဖြစ်တယ်ဒီ game folder လိုက်တွေရှိရပေါ့နော်အဲ့မှာခုနလေးတော့ကျွန်တော် download ဆွဲထားတယ်ဒီ PES P Pro ဒီ Pro Evolution ဆိုတာဒီကောင်ထပ်ဝင်ပြီးလို့ရှိရင်ဒီ BN2019.exe ကိုတစ်ချက်ဝင်ပေးလိုက်ပါတော့တစ်ချက် on ပေးလိုက်တယ်ဆိုလို့ရှိရင်ဒီအပေါ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ PES 2019ရောက်လာမယ်ပေါ့နော်အာမှဒီ logo လေးပိုင်းပုံနေချင်းချင်းနေဆိုလို့ရှိရင်လည်းဒီမှာကျွန်တော်တို့ဒီအပြောင်းလေးတွေဝင်ဒီ edit info ပေါ့နော်အဲ့အနေဒီပုံလေးကိုချိန်လို့ရတယ်ဒါဆိုလည်းကျွန်တော်နောက်ခံပုံလေးတွေကိုကိုကဲကနေ download ဆွဲမှဒီချိန်ထားတာပေါ့နော်ဟုတ်okay အဲ့တော့ဒီ game ကျွန်တော်ဆော်တဲ့ setting ကိုတော့တစ်ချက်ပြပေးမယ်ဗျာဟုတ်ဒီ PC game setting ပေါ့နော် setting ပြီးလို့ရှိရင်ကျွန်တော် graphic မှာတော့ကျွန်တော်တော့1280 920ပေါ့နော်920 pixel နဲ့တော့ RAM နဲ့ဒီတော့ကတော့ကျွန်တော်တက်တော့အဆင်ပြေတာပေါ့နော်ဟုတ်နောက်တစ်ခါ GPU driver အနေနဲ့ဆိုလို့ရှိရင်တော့ဒီ V2610 ကိုတောင်းနေဗျ compatibility အနေနဲ့ဆိုလို့ရှိရင်တော့ Proton 11.0 ပေါ့နော်အဲ့ဟာရဲ့ကျန်တာကတော့သူ default setting သွားတာတော့များလဲပေါ့နော်အကယ်ကိုကဒီတိတ်မလုံးတက်ဘူးကိုဟာနဲ့ configuration ကိုက်တဲ့ဟာမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ update to latest cloud configuration ဆိုတာမျိုးနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူက auto လောက်လာမယ်ပေါ့နော်အဲ့လိုမလုပ်ဘူးဆိုလို့ရှိရင်ဒီ recommend နဲ့ကိုတစ်ချက်နှိပ်လိုက်ပေါ့နော် recommend နဲ့နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာဟိုကိုဘေဟာနဲ့ကိုက်မလဲဆိုတဲ့ဟာမျိုးတွေကိုရွှေ့လို့ရမယ်ပေါ့နော်ဒီမှာ40 to 50 frame per second setting ချိန်တဲ့ဟာမျိုးတွေပြီးဒီမှာ SoC Snapdragon တို့ID 4A7 Helio G99 အဲ့ဟာတွေအကုန်လုံးရဲ့ဒီ setting တွေကိုကapply လုပ်လို့ရပါဘောเนาะဒီ apply လုပ်လိုက်တယ်ဆိုလို့ရှိရင်သူရဲ့ configuration တွေအကုန်လုံး apply ဖြစ်သွားမယ်ပေါ့เนาะ
ဒီနောက်ပိုင်းဒီ game hack ကတော်တော်လေးတော့အဆင်ပြေလာတယ်ပေါ့နော်အဲ့လို recommendation တွေပိုင်းပါဖြစ်တဲ့အတွက်နောက်တစ်ခုကဒီလို PC game တွေဆော့မယ်ဆိုလို့ရှိရင်ဒီ control ပေါ်မှာဟိုသူ့ရဲ့ controller ဟာနဲ့ဆော့လို့ရတာဖြစ်လို့ game cloud နဲ့လည်းဆော့လို့ရမယ်ပေါ့နော်ကျွန်တော်တို့ဒီ PC game တွေကိုဆော့မယ်ဆိုလို့ရှိရင်တော့ဟို game cloud နဲ့ဆော့တာကိုတော့ပို့ပြီး recommend ပေးမှာလို့ပို့ပြီးကောင်းတယ်ပေါ့ဒါပေမဲ့ game cloud ဝယ်ဘက်ကမှပတ်စံမရှိပါညာဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီ screen on screen ပေါ်ကcontrol နဲ့လည်း၄ယောက်နဲ့လည်းဘောလုံး၄ယောက်နဲ့လည်းဆော့လို့ရင်တော့ရပါတယ်ပေါ့နော်အဆင်ပြေနောက်တစ်ခုကဒီ PC game တွေဆော့မယ်ဆိုလို့ရှိရင်တော့ဒီမှာ heat အရန်တက်တာဖြစ်တဲ့အတွက်ကိုယ်အတွက် cooling တော့လုပ်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီ game စာနဲ့သူရဲ့ community ပဲဖြစ်တဲ့ FH cooler လေးတုံထားတယ်ပေါ့နော်ဟုတ် okay ကိုအဲ့လိုမဟုတ်ဘဲနဲ့ဒီဘက်မှာတခြားဟို brush jet တို့ ramage jet တို့အဲ့လို cooler တွေတက်ပြီးသုံးမယ်ဆိုလို့ရှင်းလဲရတယ်ပေါ့နော်ဟုတ် cooler တက်ဖို့ကတော့ကျွန်တော်လုံးဝ recommend အကြံပေးရပေါ့နော်ဘာလို့ကိုဖုံးတွက်လဲဒါရေရှည်သုံးမယ်ဆိုလို့ရှင်းတော့ cooler တက်ပြီးသုံးတာတော့ပိုပြီးကောင်းဆုံးပေါ့နော် okayမှာကိုလာကိုကျွန်တော်အမြင့်ဆုံး on ထားလိုက်မယ်ပေါ့နော် okay နောက်တစ်ခုကဒီပြီးရ2019မှာဆိုလို့ရှိရင်ကျွန်တော် setting ကိုရှိရပေါ့နော် setting ဆိုတာတွေ့ရ setting PC game setting ထားပါတော့ဒီ component မှာဆိုလို့ရှိရင်တော့ဒီ mono ပေါ့နော် mono လေးကို install လုပ်ပြီးရတော့ပို့ပြီးကောင်းနိုင်မယ်ကိုကြီးဒီ install မလုပ်ထားဆိုလို့ရှိရင် install new component တွေကိုဝင်လိုက်ပေါ့နော်အဲ့မှာ mono ဆိုတဲ့ဟာကို on ပြီးမှနေတူ download ဆွဲပြီး installation လုပ်တာတော့စောင်းလိုက်ဘာလို့လဲဆို account လုပ်ထားတာကဘာကိုတိတာမလဲဆိုလို့ရှိရင်ဒီ under virtual desktop တွေကိုဝင်လိုက်ပေါ့နော်ဝင်ပြီး drive ဆိုလို့ရှိရင် my computer ကျွန်တော်ရဲ့ဟာ e ထဲမှာရှိရမလို့ e ထဲကိုဝင်လိုက်တယ်ပေါ့နော်အဲ့မှာခုနကကျွန်တော် PC ဆိုတဲ့ folder ဖွင့်ထားတယ်အဲ့ဒါမှာ pro evolution sourcer ပေါ့နော်အဲ့ဒါမှာဒီထဲမှာဒီမှာဒီ setting ဆိုတာဟာရှိရပေါ့နော်setting ဝင်မယ်ဆိုလို့ရှိရင်တော့ဒီ double dash ပေါ့နော် double dash နဲ့ဝင်ရတယ်ဟိုတစ်ချက်တော့နည်းနည်းတော့ setting ပွင့်လာဖို့တော့စောင့်ရတယ်ပေါ့နော်okay အဲ့မှာဒီမှာတခါလေဆိုရှင် window mode ဖြစ်နေတယ်ဆိုလို့ရှင်ကြတော့ဒီသူ့ရဲ့ဘောင်ကြီးကဒီလိုအပေါ်ကဘောင်ကြီးပါနေတတ်တယ်ပေါ့နော်အဲ့တော့ဒီ window mode မဟုတ်ဘဲနဲ့ဒီ full screen ဆိုတာဟာကိုချိန်လိုက်ရင်တော့ပိုပြီးကောင်းတယ်in game 60 frame per second ပါညာပေါ့နော် okay 50 frame per second ကဟိုအရင်များနေကွာ30 frame per second လောက်ပဲနဲ့တော်ပြီးတုံးနေတယ်ဆိုရှင်ဒီဘက်ကိုရွှေ့လို့ရမယ်ပေါ့နော်ဟုတ်ကျန်တဲ့ဟာတွေကတော့တိတ်ပြီးပြောင်းလဲတာမျိုးတော့မရှိဘူးပေါ့နော်ဟုတ်အဲ့ဒါပြလာလို့ရှင်တော့ရတယ်အဲ့တော့ခုနလေးကနေအပြင်ထွက်ပြီးသူ့ရဲ့ application ဒီကနေဝင်လို့ရတာဖြစ်လို့ခုန container ကနေပြီးတော့ .exe ကို run ပြီးဝင်လို့လည်းရမယ်ပေါ့နော် okay ဆက်ကျွန်တော်ဒီကောင်နည်းနည်းတော့ချိန်စောင့်ရတယ်ပေါ့နော်စောင့်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီ minute လေးကိုတော့ခဏရက်ပြီးဟိုးကြော်လိုက်မယ်ပေါ့နော်ဒါကျွန်တော် wifi လေးပိတ်ပြီးတော့နောက်တစ်ခုကကျွန်တော်ဗာထပ်တုံးလဲဆိုလို့ရှိရင်ဒီ CPU monitor ဆိုတဲ့အရှိရပေါ့နော်အဲ့ကောင်တော့ကျွန်တော်တုံးတယ်ပေါ့ဗာလဲဆိုတော့သူက CPU temperature နဲ့ battery temperature ကိုကျွန်တော်ကြည့်နေတာမလို့ပေါ့နော်ဘာလို့ဆိုတော့ battery temperature အရင်များနေရ controller ဒီဖန်ကူလာနဲ့လည်းမနိုင်တော့ဘူးဆိုလို့ရှိရင်ကျွန်တော် gain ဆော့တာကိုတော့ရန်နားလိုက်တယ်ပေါ့နော်။ဟိုအေးပြန်ပေးလိုက်တယ်။ CPU ကိုလည်းခုနက60လောက်ထိပဲကျွန်တော်တက်မှတ်ထားတာပေါ့နော်။60ကျော်ရဲဆိုလို့ရှိရင်တော့နားလိုက်တယ်။ဒီ battery ကိုကြာတော့ဒီ45ပေါ့နော်။45လောက်ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်နားတယ်ပေါ့နော်။ဟိုမြင်တဲ့အတိုင်းပဲပေါ့နော်ဒီ CPU temperature ကတော့သူ့ရဲ့ graphic size ဆောက်လို့မျိုးစား heating ကတော့တက်လာရပါတော့။အဲဒီ CPU temperature တက်လာရင်ဒီ battery ကလည်းလိုက်ပြီးတက်လာမှာပေါ့နော်။
နောက်တစ်ခုကဒီမှာရှိသေးတဲ့ setting ပေါ့နော် setting ဒီကျွန်တော်ကဟိုဆော့နေပြီးသားဆိုတော့ full screen မဟုတ် on ထားဖြစ်နေရဆက်စားချင်းဆိုလို့ကျွန်တော်ဒီလို bay back မှာဒီလို black ဟာလေးနဲ့ဖြစ်နေမယ်ပေါ့နော်ဒီလိုဟာတော့သူ့ရဲ့ ratio ကိုက်တာဖြစ်တဲ့အတွက်ဒီ prayer လို့ဘာလို့ကြည့်ရတာကတော့သူ့ရဲ့ normal အရက်တိုင်းဖြစ်ရမယ်အဲ့လိုမဟုတ်ကိုကဟို full screen နဲ့ဆော့ကျင်နေဆိုလို့ရှင်တော့ဒီ back ထွက်လိုက်ပေါ့နော်တပီတော့ရှင်ဒီ setting နဲ့ကိုဝင်ပြီးတော့ဒီ full screen ဆိုတဲ့ဟာလေးကို on ပေးလိုက်တယ်ဆိုလို့ရှင်တော့ရရပေါ့ okay ကြော်လိုက်မယ်ဒီကောင်ကတော့ကြည့်ပါဒီကောင်မှာ path file တွေတော့ထည့်လို့ရပါဘူးဒါပေမဲ့ကျွန်တော် path file ထည့်ရင် give ကအရင်များလွှားမှာဖြစ်လာဆိုရတော့ကျွန်တော် path file တော့မထည့်ထားဘူးအဲ့တော့ဒီ team logo တွေပေါ့နော် player တွေရဲ့တချို့ player တွေ update တွေပါရတော့မဖြစ်ဘူးပေါ့နော်အကယ်၍ကိုက story space လောက်တယ်ဆိုလို့ရှိရင်တော့ဒီ path file တွေကိုကိုယ်ကဲနေထောင်းပြီးကနေဒီ path file ထည့်တဲ့ installation video YouTube ကနေကြည့်ပြီးထည့်လို့ရမယ်ပေါ့အဲဆိုရင်ဒီ team logo တွေကတော့မှန်သွားမှာပေါ့နော်frame per second ကတော့ဒီ40နဲ့60ကြားလောက်ကတော့တွားတယ်ပေါ့နော်ဒီဟာပေါ့ဒီhit ကတော့မြင်တဲ့အတိုင်းပဲဟိုတန်နေတယ်ပေါ့နော်ဒီရလာတော့ smooth ဖြစ်နေတယ်ပေါ့နော်ဒါပြီးကျွန်တော်ကဒီ frame generation ပေါ့နော်ဒီ frame generation ကိုလည်း on ထားနေရမရှိဘူး frame generation off နဲ့ဆိုတော့တကယ်ကို frame generation frame ကအရင်နည်းနေတယ်ဖြစ်တယ်ဆိုလို့ရှိရင်ဟိုအပေါ်တယောက်ပြောလို့မရပါဘူးเนาะဒီ performance တွေကိုဒီ frame generation မှာ on ပေးပြီးမှနေကိုရဲ့ boost တို့အလားလုပ်လို့ရရပါတော့ကျွန်တော်ကတော့ကျွန်တော်ဟာတော့မလို့ရဖြစ်တဲ့အတွက်ဒီအောင် on ထားဘူး okay ကြော်လိုက်မယ်ပေါ့နော်ကြော်လိုက်ပြီးမှနေစောကြည့်ရအောင်ထိမှစကန်တော့မြင်တဲ့အတိုင်းပဲ60လောက်တော့ရတယ်နော်60ရတယ်ဟိုကိုယ့်ရဲ့ SOC ပေါ်မတည်ဘူးဒီ60ရမယ်လို့ကအမှမခံရဘူးလေSOC ပေါ်မတည်ပြီးတော့ထိမှစကန်30 60လို့ပဲဖြစ်နိုင်တယ်ပေါ့နော်ဒါလည်းတော့ကျွန်တော် PS 2019ကိုပေါ့နော်ဒီစော့ပြရဟာလေးပါဟုတ်ကျွန်တော်ပြန်ထွက်ပြီးမှနေကျွန်တော်ရဲ့ setting လေးကိုဒီချက်ပြလိုက်မယ်ပေါ့နော်ပြန်ပြလိုက်မယ်setting ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီထဲပြီးရင် PC game setting ပေါ့နော်မှာ import ကတော့ထားလိုက် general ကတော့ဒီ path file လေးဆိုတော့ထားလိုက်ပေါ့နော် container လေးထားလိုက် graphic မှာဆိုရင်ဒီ920နဲ့โอเค920ကကိုတွဲကိုဖုန်းက SOC မနိုင်တော့ဘူးဆိုလို့ရှိရင်တော့ short လို့ရမယ်ပေါ့နော်โอเคကိုဖုန်း SOC အမြင့်နေဆိုလို့ရှိရင်တော့ဒီထက်ပိုပြီးဒီ 1080T ပေါ့နော်လို့ပြီးထားလို့ရမယ်ပြင်ဒါမှမဟုတ် 2K တို့ 1.5K တို့ထားလို့ရမယ်ဒီကောင်ကတော့မ on ထားဘူးဒါလည်း X ကdisableပဲပေါ့နော်GPU driver ကတော့ကျွန်တော်ဒီကောင်လေးတောင်းနေအဆင်ပြေတယ်ပေါ့နော်ဒီ APK version ကတော့ဒီလောက်ပေါ့နော်ပြင် 3D version က Proton 3.10ပေါ့နော် VRAM limit က unlimited compatibility နဲ့ဆိုလို့ရှိရင်တော့ Proton 11.0 ကိုတောင်းနေပေါ့နော် game preset နဲ့ပဲထားတယ် FIFA native ဒီ code တွေကိုတော့ skip မလုပ်ထားဘူးပေါ့နော် audio driver အနေနဲ့ကတော့ဒီဟာတောင်းနေပေါ့နော်ဒီ CPU translator ကတော့ဒီကောင်လေး CPU limit ကလည်း unlimited ပဲပေါ့နော်ကျန်တဲ့ဟာတွေကတော့ဒီ component မှာ mono တစ်ခု installation လုပ်ထားရပေါ့နော်ကျန်တာတွေကတော့သူ့ရဲ့ default setting တိုင်းပါပဲဒီဟုတ်ကဲ့ပါဟုတ်ကျေးဇူးများတင်ပါတယ်